အေးကြီးပဲတိတ္တတန်ဃာယနာတင်ထားတဲ့နော်ကျမ်းစာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဥရန်ကျိုးတုံးဆိုတော့တော၌ဖြစ်စေရွာ၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းဖြင့်တွေ့ထိသည်ရှိသောသူကြောင့်ကိုကြောင့်ဖြစ်သည်ဟု၍အစွဲမထားရတဲ့နော်ဒီခန္ဓာ၅ပါးရှိနေ၍သာလေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိလာတာအကယ်၍သာခန္ဓာ၅ပါးမရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိစရာအကြောင်းဘယ်မှာရှိပါအပ်နည်းတဲ့ဟောဒါလေးပြောတာဆိုးရတဲ့လောကဓာတ်နေနဲ့တွေ့လာတဲ့အခါမှာအလွန်ကောင်းတဲ့အတုမဲ့ဆေးတလက်လို့တောင်ဥစဉ်ကထင်တယ်ဟုတ်လားပြန်ပြောမယ်နော်တော၌ဖြစ်စေရွာ၌ဖြစ်စေဆင်းရဲခြင်းချမ်းသာခြင်းတို့ဖြင့်တွေ့ထိလာသည်ရှိသောသူကြောင့်ဖြစ်သည်ငါကြောင့်ဖြစ်သည်ဟူ၍အစွဲမထားရတဲ့ဘယ်နေရာမှာနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာကတော့တွေ့ရမှာကြုံရမှာပဲဟုတ်လားဘယ်နေရာမှာနေဘယ်အချိန်မှာနေချမ်းသာခြင်းဆင်းရဲကတော့တွေ့ရမှာပဲအဲ့ဒါလို့တွေ့လာတဲ့အခါမှာဒါသူကြောင့်ဒါမှမဟုတ်ဒါငါအသုံးမကျလို့အဲ့ဒါလို့ငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲတွေပြင်းပြင်းထန်ထန်မထားပါနဲ့တဲ့နော်သူ့ကြောင့်ဆိုရင်လည်းပဲဒါတော်တော်ရှုပ်သွားမယ်သူ့ကြောင့်ဆိုရင်ကိုကတော့ရှင်းတော့မှာလေနော်သူ့ကြောင့်ဒီဒုက္ခကြီးတွေ့တယ်ဆိုရင်သူ့ကိုပြောလိုက်မယ်သူ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဒုက္ခရှင်းသွားတယ်လို့ကိုကထင်မှာအဲ့လိုဆိုရင်သူနဲ့ပြဿနာကတက်ရတော့မှာဟုတ်ရဲ့လားငါကြောင့်ဆိုရင်လည်းပဲငါညံ့ရလေခြင်းဆိုပြီးတော့ကိုထိုးနှက်နေတာနဲ့လောကဓာတ်တရားတွေကမပြောက်တဲ့အပြင်နောက်ထပ်စိတ်ဆင်းရဲမှုတွေပါတိုးမလာဘူးလားတိုးလာတယ်ဒါကြောင့်ဘယ်နေရာမှာပဲနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ရလိမ့်မယ်တွေ့လာတဲ့အခါမှာဒါဟာငါကြောင့်သူ့ကြောင့်ဆိုတဲ့အစွဲမထားပါနဲ့တဲ့တကယ်တမ်းကတော့ခန္ဓာ၅ပါးရှိနေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေ့ထိတာပါခန္ဓာ၅ပါးသာတကယ်လို့မရှိဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းဟာတွေ့တဲ့အကြောင်းမရှိပါဘူးတဲ့အဲ့ဒီတော့ပိဋကပေါင်းတော်ကောင်းတို့အတိတ်ကာလကအတိတ်ဘဝကပြုခဲ့တဲ့အကုသိုလ်ကံတွေဆိုတာကလည်းအကုသိုလ်ကံတွေနော်ဒါတစ်ပိုင်းတစ်ကဏ္ဍပေါ့အခုဒီဥပဒိဆိုတဲ့ဒီခန္ဓာကြီးရှိနေခြင်းဒီပင်လေချမ်းသာခြင်းဆင်းရဲခြင်းတွေ့ထိခြင်းရဲ့အကြောင်းတရားပဲအဲ့ဒါဘယ်လိုညင်းနိုင်မလို့များဘယ်သူမှမညင်းနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ဆိုလိုတာကလူတွေကခက်တာကချမ်းသာကိုသာတွေ့ကြုံလို့ရပြီးတော့ဆင်းရဲကိုကြတော့မတွေ့ကြုံလို့ရဘူးမဖြစ်နိုင်ဘူးဒီခန္ဓာကိုယ်ကြီးရှိနေရင်တော့ချမ်းသာလည်းတွေ့ရလိမ့်မယ်ဆင်းရဲလည်းတွေ့ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကိုကိုကအမှန်အတိုင်းနားလေသဘောပေါက်ပြီးတော့ဒါဒီပဲလေအကြောင်းတရားတစ်ခုပဲအကြောင်းတရားမှာတော်တော်ကြီးကျယ်တဲ့အကြောင်းတရားနော်တကယ်လို့ဒီဆင်းရဲခြင်းဆိုတာကိုမတွေ့ကျင်ဘူးဆိုရင်ဘဝဇက်ချုပ်ငြိမ်းရုပ်သိမ်းအောင်နော်ဘဝရဲ့ပုံမှာတွေ့တာမမောတဲ့တဏှာလောဘကင်းအောင်ကျင့်ဝင်ရှိတာပဲလေဟုတ်လားအဲ့လိုမကျင့်နိုင်လို့အဲ့လိုမဖြစ်သေးဘူးဆိုရင်တော့ဒီပုတ်သေးကပဲဒီပဲ